Hello အားလုံးပဲမင်္ဂလာပါအရှင်း MMA ကနေမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ပွဲနာနီးမှာပြိုင်ဘက်ပြောင်းလဲမှုထပ်ဖြစ်သွားတဲ့မာတင်ငူရင်ရဲ့အကြောင်းဒီတစ်ခါမှာတော့ weight changer fighter နှစ်ယောက်လုံးအဆင်ပြေသွားတဲ့ Fabricio Andrade နဲ့ John Lineker တို့ရဲ့အကြောင်းနောက်ပွဲအတွက်စာချုပ်ချုပ်ထားပြီးဖြစ်တဲ့ Roberto Soldis ရဲ့အကြောင်းနဲ့ပွဲပြန်ထိုးတော့မဲ့ UFC နှစ်ထပ်ကွမ်းချန်ပီယံဟောင်းတို့ရဲ့အကြောင်းကိုစူးစီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်One Championship ကနေမာတင်ငူရင်ကို1597ပြိုင်ပွဲမှာရှမိတ်ကာဆာနိုနဲ့ပွဲတည်ပေးထားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းပွဲရောက်ခါနီးမှာရှမိတ်ကာဆာနိုဟာဆိုရင်အရေးပြားယောဂကူးစက်ခံရတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပြိုင်ပွဲကနေနှုတ်ထွက်သွားခဲ့ပါတယ်။အဲဒါကြောင့် One Championship ကနေမာတင်ငူရင်အတွက်ပြိုင်ဘက်အသစ်ရှာဖွေပေးခဲ့ပါတယ်။ပြီးတော့ပွဲထိုးခါနီး၄ရက်လောက်အလိုမှာ Reserve Schedulers နဲ့ပွဲတည်ပေးထားခဲ့ကြောင်းသိရပါတယ်။ဒါဟာ One Championship လက်အောက်မှာ Reserve Schedulers အနေနဲ့ပထမဆုံးထိုးတက်သွားရမယ့်ပွဲဖြစ်ပါတယ်။ပြင်ဆင်ချိန်ကတော့တော်တော်လေးနည်းပါတယ်။ MMA fighter တွေဟာဆိုရင်ပွဲမထိုးခင်မှာတက်ဆိုင်ရာစစ်ဆေးမှုတွေနဲ့ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ရပါတယ်။ဆရာဝန်ခွင့်ပြုချက်ရမှပွဲထိုးခွင့်ရတာဖြစ်ပါတယ်။မာတင်ငူရင်ရဲ့ပြိုင်ဘက် Reserve Schedulers ဟာဆိုရင်စီးစစ်ခဲ့ရမှာတော့ယောဂတစ်ခုတွေ့ရှိခဲ့ရတဲ့အတွက်ကြောင့်ပွဲကနေနှုတ်ထွက်သွားခဲ့ရပြန်ပါတယ်ဒီတစ်ခါမှလည်း One Championship ဘက်ကနေတွဲဆိုင်ကိုလုံးဝမဖြတ်သိမ်းလိုက်ပဲနဲ့မာတင်ငူရင်အတွက်ပြိုင်ဘက်အတစ်ထက်ရှာပေးခဲ့ပါတယ်နောက်ဆုံးမှာတော့ Leonardo Casotti နဲ့ပွဲတည်ပေးလိုက်ပြန်ပါတယ်သူကတော့ One Friday Fight စစ်မှာထိုးတက်ဖို့စီစဉ်ထားခဲ့ပေမဲ့လည်းအခုချိန်မှာတော့မာတင်ငူရင်နဲ့ဝင်ထိုးရတာဖြစ်ပါတယ်ခုလက်ရှိမာတင်ငူရင်နဲ့ထိုးတက်သွားမဲ့လီယိုနာဒိုကာဆိုတီဟာဆိုရင်အသက်30အရွယ်ရှိပြီဖြစ်တဲ့ဖိုက်တာတူပဲဖြစ်ပါတယ်။ဒါပေမဲ့ MMA အတွေ့အကြုံကတော့နှုတ်သေးတယ်လို့ပြောလို့ရပါတယ်။ပွဲစဉ်ပေါင်း17ပွဲထိုးတက်ထားပြီး9ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပါတယ်။ဖိုက်တာဘောကအစပိုင်းမှာတော့2ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ဘူးပေမဲ့လည်းနောက်ပိုင်းမှာထိုးတက်ထားတဲ့9ပွဲစလုံးကိုအနိုင်ယူပြထားတာဖြစ်ပါတယ်။ပြီးတော့အနိုင်ရထားတဲ့9ပွဲမှာ4ပွဲအထိကအလဲထိုးနိုင်ထားတာဖြစ်ပြီးတော့3ပွဲကချုပ်ကွက်နဲ့အနိုင်ယူထားတာဖြစ်ကြောင်းသိရပါတယ်။ Stand fight နဲ့ ground fight 2မျိုးစလုံးကောင်းတဲ့အတွက် well rounded ဖြစ်တယ်လို့ပြောလို့ရတယ်လို့အဆုံးသက်ပိုင်းမှာလည်းကောင်းပါတယ်။ဒါပေမဲ့လည်း Leonardo Casotti ဟာဆိုရင်မာတင်ငူရင်နဲ့မူလကပွဲတည်ပေးထားတဲ့ Shimei Gasano နဲ့ Reserve Schedulers တို့လိုအဆင့်မျိုးတော့မဟုတ်ပါဘူး။သူတို့ထက်စာရင်တော့မာတင်ငူရင်အတွက်ပိုလွယ်ကူမှာပါ။အနိုင်ရလက်ရယူနိုင်မလားဆိုတာကတော့စောင့်ကြည့်အောင်မှာဖြစ်ပါတယ်။မာတင်ငူရင်နဲ့ Leonardo Casotti တို့ဟာဆိုရင် weight changer တွေ hydration test စစ်ဆေးမှုတွေလည်းခံယူပြီးတော့အကြောင်းသိရှိရပါတယ်။နှစ်ယောက်စလုံးကလည်းသတ်မှတ် weight အတွင်းဝင်ခဲ့ကြသလို hydration test လည်းအောင်မြင်ခဲ့ကြပါတယ်။ဒါကြောင့်ဒီတစ်ခါတော့ပွဲအတီးဖြစ်ပြီလို့ပြောလို့ရပါတယ်။ Leonardo Casotti ဟာဆိုရင်ငကိုကလည်းပွဲထိုးဖို့ရှိတဲ့အတွက်ပြင်ဆင်မှုတွေအပြည့်အစုံလုပ်ထားပါတယ်။သူ့အနေနဲ့ပြင်ဆင်မှုမရှိဘဲနဲ့အစားဝင်ထိုးရတာတော့မဟုတ်ပါဘူး။မာတင်ငူရင်ကတော့ပို့ပြီးတော့ပြင်ဆင်ထားပါတယ်။ဒါကြောင့်ဒီပွဲမှာမာတင်ငူရင်ကပဲအသာစီးရရလိမ့်မယ်လို့ထင်ပါတယ်။သူတို့နှစ်ယောက်ရဲ့ပွဲစဉ်မှာတော့ stand fight ရှင်ထိုးတာမျိုးလည်းတွေ့ရနိုင်ပါတယ်။ဆက်လက်ပြီးတော့ weight changer နှစ်ယောက်လုံးအဆင်ပြေသွားကြတဲ့ John Lineker နဲ့ Fabricio Andrade တို့ရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ပြီးခဲ့တဲ့နှစ်မှာကျင်းပခဲ့တဲ့ One on Prime Video 3မှာဆိုရင်John Lineker နဲ့ Fabricio Andrade တို့ထိုးတက်ခဲ့ကြပါတယ်။ပွဲမတိုင်ခင် weight changer မှာ John Lineker တယောက်ဟာဆိုရင် weight ပိုနေလို့ခပတ်ဖြုတ်ချခံလိုက်ရပါတယ်။ပွဲကိုတော့စီစဉ်ထားတဲ့အတိုင်းကျင်းပခဲ့ပြီးတော့ John Lineker နိုင်ရင်ချန်ပီယံမဖြစ်ဘဲနဲ့ Fabricio Andrade နိုင်ရင်ချန်ပီယံဖြစ်မယ်လို့သတ်မှတ်ထားခဲ့ပါတယ်။အဲ့ဒီပွဲမှာဆိုရင် Fabricio Andrade ကိုအသာစီးယူထိုးတက်နိုင်ခဲ့ပြီးတော့နောက်ဆုံးအလဲထိုးနိုင်တော့မဲ့အနေအထားထိရောက်ခဲ့ပါတယ်။အလဲထိုးနိုင်ခါနီးမှသူ့ရဲ့ပွဲသိမ်းတိုက်ပွဲမှားသွားခဲ့ပါတယ်။ Fabricio Andrade ကဒူးတိုက်ချက်ကိုထိခဲ့ပြီးတော့ John Lineker ရဲ့အောက်ပိုင်းသားမြစ်ထားတဲ့နေရာကိုထိခဲ့မိလို့ low blow ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီပွဲမှာ John Lineker ကလည်းဆက်လက်ရှင်ပြိုင်နိုင်ခြင်းမရှိတဲ့အတွက်ပွဲကတရေနဲ့တာပြီးဆုံးခဲ့ပါတယ်။ Fabricio Andrade အနေနဲ့ခပတ်ရဖို့လက်တကန်းအလိုမှာပဲမျက်နာသွားခဲ့ရတာဖြစ်ပါတယ်။ပွဲကလည်းတရေဖြစ်ပြီးတော့ John Lineker ကလည်းခပတ်ဖြုတ်ချခံထားရတဲ့အတွက် One Championship Bantamweight Champion ခပတ်ပိုင်ရှင်မဲ့ဖြစ်သွားခဲ့ရပါတယ်။
အဲ့ဒါကြောင့် One Championship ကသူတို့နှစ်ဦးကိုချက်ချင်းမကြည်ပွဲတည်ပေးမယ်လို့ပြောထားပါတယ်ပြောထားတဲ့အတိုင်းလက်တွေ့မှာလည်းတကယ်ဖြစ်လာပါတယ်မကြာခင်မှာကျင်းပသွားမယ့်1597ပြိုင်ပွဲမှာ John Lineker နဲ့ Fabrizio Andre တို့ဟာဆိုရင်မကြည်ပွဲအဖြစ်ထိုးတက်သွားကြတော့မှာဖြစ်ပါတယ်ပွဲတည်ပေးထားတာတော့မှတခြားဝိတ်ပိုတာတွေကျန်းမာရေးအခြေအနေကြောင့်ပွဲပြတ်တာတွေရှိနိုင်ပါတယ်ဒီလိုဖြစ်လာမှာကို Fighter 2ယောက်လုံးကရောပရိသတ်တွေကပါစိတ်ပူနေကြပါတယ်လက်ရှိမှာတော့1597ပြိုင်ပွဲအတွက်ဝိတ်ချိန်တာတွေကိုလှုပ်ဆောင်ပြီးသွားခဲ့ပြီလို့သိရပါတယ်။ John Lineker ကတော့စောစောစီးစီးကလေးကနေဝိတ်ချိန်အခမ်းအနားကိုရောက်ရှိလာခဲ့ပါတယ်။ပေါင်ချိန်144ပေါင်နဲ့ဝိတ်သက်မှတ်ချက်ဝင်ခဲ့တယ်လို့ hydration test လည်းအောင်မြင်ခဲ့ပါတယ်။အစောပိုင်းမှာ Fabrizio Andre ကဝိတ်ချိန်ခန်းသားကိုရောက်မလာခဲ့လို့ပွဲပြတ်မှာစိုးရိမ်ခဲ့ကြပါတယ်။သူ့အနေနဲ့ဝိတ်သက်မှတ်ချက်ပြည့်ဖို့လှုပ်ဆောင်နေရတော့ဖြစ်တာကြောင့်နောက်ကျနေတာလို့သိရပါတယ်။တိတ်မကြခင်မှာပဲသူလဲရောက်လာခဲ့ပြီးဝိတ်သက်မှတ်ချက်ရောဝင်ခဲ့တယ်လို့ hydration test ပါအောင်မြင်ခဲ့ပါတယ်။ဒီတစ်ခါမှာတော့ပွဲကချောချောမွေ့မွေ့ဖြစ်ဖို့တေချာတလောက်ရှိသွားပြီပဲဖြစ်ပါတယ်။ပထမပွဲတုန်းကလက်စွမ်းအရာတော့ Fabrizio Andre အသာရခဲ့တာမှန်ပါတယ်။ဒါပေမဲ့ဒီပွဲမှာတက်ရောက်အကြောင်းတက်ရောက်တည်ထားကြပြီဖြစ်တယ်လို့ John Lineker ဘက်ကလည်းတေချာပြင်ဆင်လာမှာပါ။ Fabrizio Andre ကလည်းပထမပွဲတုန်းကလိုအမားခံမှာမဟုတ်ပါဘူး။ဒါကြောင့်သူတို့နှစ်ဦးရဲ့မကြည်ပွဲဟာအကျိတ်အနေရှိပြီးပွဲကောင်းတစ်ပွဲဖြစ်လာမယ်လို့ထင်ပါတယ်။ ဆက်လက်ပြီးတော့နောက်ပွဲအတွက်စာချုပ်ချုပ်ဆိုထားပြီးဖြစ်တဲ့ Roberto Soldis ရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ One Championship ဟာမနစ်တုန်းက Roberto Soldis ဆိုတဲ့ fighter နဲ့စာချုပ်ချုပ်ခေါ်ယူခဲ့ပါတယ်။ Roberto ဟာဆိုရင် KSW အဖွဲ့အစည်းမှာ middleweight နဲ့ welterweight စတဲ့ weight တန်းနှစ်ခုရဲ့ champion တဦးဖြစ်ပါတယ်။သူရဲ့ MMA record ကတော့23ပွဲကစားထားရမှာပွဲပေါင်း20ကိုနိုင်ပြီးတော့3ပွဲတာရှုံးနိမ့်ထားပါတယ်။အနိုင်ယူထားတဲ့ပွဲ20မှာလည်း90%ကပွဲသိမ်းအနိုင်ယူတာဖြစ်ပြီးတော့ကျန်တဲ့10%လောက်ကတော့ဒဏ်ရဲ့အဆုံးဖြတ်ခံယူထားတာဖြစ်ပါတယ်။ Bosnia နွယ်ဖွား Croatia နိုင်ငံသားတဦးဖြစ်တဲ့ Soldis ဟာဆိုရင်2014ခုနှစ် AFC ဆိုတဲ့အဖွဲ့အစည်းနဲ့အတူဖိုက်တာဘောကစတင်ခဲ့ပါတယ်။ဥရောပအခြေစိုက်နာမည်ကျော်အဖွဲ့အစည်းတွေဖြစ်တဲ့ SBC Final Fight Championship SMACC Superior FC နဲ့ Cage Warrior စတဲ့ဖွဲ့စည်းပေါင်းစုံမှာထိုးတက်ခဲ့ပါတယ်။အဲ့ဒီထဲကနေမှ Final Fight Championship Superior FC နဲ့ SMACC အဖွဲ့အစည်းတွေမှာချန်ပီယံဖြစ်ခဲ့ပါတယ်။ဒါကြောင့်မတူညီတဲ့အဖွဲ့အစည်းတွေမှာချန်ပီယံကပတ်5ခုအထိရခဲ့မှုတို့အဖြစ်မှတ်တမ်းဝင်ထားပါတယ်။ဒီမှတ်တမ်းကောင်းတွေကို Soldis ဟာအသက်26နှစ်မတိုင်ခင်ကတည်းကပိုင်ဆိုင်ထားခဲ့တာပါ။အခုသူအသက်28နှစ်သာရှိပါသေးတယ်။ဖိုက်တာတဦးအတွက်အကောင်းဆုံးအချိန်လို့ပြောလို့ရတဲ့အသက်အရွယ်မျိုးပါ2019ခုနှစ်မှာတော့ Soldis ဟာဆိုရင် KSW ရဲ့ welterweight champion ဖြစ်လာခဲ့ပြီးဂျားထဲမှာခပတ်တစ်ချိန်လက်လွတ်ခဲ့ရသေးပေမဲ့ချက်ချင်းပြန်ယူနိုင်ခဲ့ပါတယ်။ welterweight တန်းမှာပြိုင်ဘက်ကင်ဖြစ်ပြီးတဲ့နောက် Soldis ဟာဆိုရင် middleweight ခပတ်ကိုတက်စိန်ခေါ်ခဲ့ပြန်ပါတယ်။အဲ့ဒီပွဲမှာလည်းပထမအချိန်မှာတင်အလဲထိုးအနိုင်ယူခဲ့ပြီးတော့ middleweight champion ဖြစ်လာခဲ့ပြန်ပါတယ်။ Soldis ဟာ stand fight အတာပေး fighter တဦးဖြစ်ပြီးသူ့ရဲ့ stand fight ဘိုင်းကထိတ်တန့်အဆင့်လို့တောင်ပြောလို့ရပါတယ်။ ဘောက်ဆင်းပွဲ၄ပွဲအထိထိုးတက်ထားပူပြီး၄ပွဲလုံးကိုအနိုင်ယူထားနိုင်ခဲ့ပါတယ်။ MMA နိုင်ပွဲ20မှာလည်း18ပွဲအထိကအလဲထိုးထားတာဖြစ်ပါတယ်။ပထမအချိန်မှာတင်အလဲထိုးနိုင်တဲ့ပွဲတွေလည်းများစွာရှိထားပါတယ်။ဒီအချက်လက်တွေကြောင့်လည်းပရိသတ်တွေက Roberto Soldis အပေါ်မှာအများကြီးမျှော်လင့်ထားခဲ့ကြပါတယ်။ Soldis ဟာပွဲဥထွက်မှာရှုံးပွဲမရှိဖိုက်တာ Murat Ramasano နဲ့ထိုးတက်ခဲ့ရပါတယ်။အဲ့ဒီပွဲမှာသူ့အနေနဲ့ထင်သလောက်မလုပ်ပြနိုင်ခဲ့ပဲတရေရလက်ထွက်ပေါ်ခဲ့ပါတယ်။ပရိသတ်တချို့ကလည်း Soldis အပေါ်မှာတန်တရားတွေဝင်လာကြပါတယ်။ဒါပေမဲ့ Soldis ဟာ UFC ကတော့အပြိုင်ကမ်းလှမ်းခံခဲ့ရတဲ့ဖိုက်တာဆိုတာတော့မေ့ထားလို့မရပါဘူး။ပထမပွဲမှာကလည်း no contest ဖြစ်သွားတာကိုအပြစ်ပြောလို့မရပါဘူး။တစ်ဖက်ကဖိုက်တာကလည်းရှုံးပွဲမရှိဖိုက်တာကောင်းတဦးပါလက်ရှိမှာတော့ Soldis ဟာဆိုရင်သူ့အနေနဲ့နောက်ပွဲအတွက်စာချုပ်လက်မှတ်ထိုးထားပြီးဖြစ်ကြောင်းပရိသတ်တွေကိုအသိပေးလိုက်ပါတယ်ပွဲအချိန်နဲ့ပြိုင်ဘက်ကိုတော့မသိရသေးပါဘူးလာမယ့်မေလမှာကျင်းပမယ့် American ပွဲဥထွက်မှာဖြစ်လာဖို့များနေပါတယ်ပြိုင်ဘက်ကတော့ Murat Ramazanov နဲ့မကြေပွဲဖြစ်နိုင်တယ်လို့တခြားဖိုက်တာနဲ့လည်းဖြစ်နိုင်ပါတယ်ဆက်လက်ပြီးတော့ UFC နှစ်ထပ်ကွမ်းချန်ပီယံဟောင်း Henry Cejudo ကပွဲပြန်ထိုးတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်
Henry Cejudo ဟာဆိုရင်စွမ်းဆောင်ရည်ကောင်းတဲ့ fighter တူဖြစ်ပြီးတော့ MMA ပွဲစဉ်ပေါင်း18ပွဲကစားထားရမှာလဲ16ပွဲနိုင်ပြီး2ပွဲသာရှုံးနိမ့်ထားပါတယ်။အိုလံပစ်နဘန်းချန်ပီယံတူလည်းဖြစ်တယ်လို့ UFC မှာဆိုရင်လည်း weight တန်းနှစ်ခုရဲ့ချန်ပီယံလည်းဖြစ်ပါတယ်။2020မေလ9ရက်နေ့မှာတော့ Henry Cejudo ဟာ Dominic Cruz ကိုအနိုင်ယူခဲ့ပြီးတော့ Bantamweight ချန်ပီယံကိုကာကွယ်နိုင်ခဲ့ပါတယ်။အဲ့ဒီပွဲအပြီးမှာလည်းသူဟာ MMA လောကကနေအနားယူကြောင်းကြေညာခဲ့ပါတယ်။အားလုံးကလည်းယာယီအနားယူမှုမျိုးဖြစ်မယ်လို့ယူဆခဲ့ကြပါတယ်။အနားယူနေတဲ့အချိန်အတွင်းမှာ Henry Cejudo ဟာ MMA လောကနဲ့လုံးဝကင်းဝေးနေခဲ့တာတော့မဟုတ်ပါဘူး။ MMA နဲ့ပတ်သက်တဲ့အင်တာဗျူးတွေမကြာခဏဖြေခဲ့သလိုနီးပြတအူးအနေနဲ့လည်းရက်တည်ခဲ့ပါတယ်။လေ့ကျင့်ပေးခဲ့တဲ့ fighter တွေထဲမှာလည်းနာမည်ကြီး fighter တွေပါပါတယ်။ John Jones, ကျန်းဝေလီနဲ့ One Championship က Demetrius Johnson တို့လိုနာမည်ကြီး fighter တွေကိုတော့မှလေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။ခုချိန်မှာတော့ Henry Cejudo ဟာပွဲပြန်ထိုးတက်တော့မှာပဲဖြစ်ပါတယ်။လာမယ့်မေလ6ရက်နေ့မှာကျင်းပမယ့် UFC 288ပြိုင်ပွဲမှာAljamain Sterling နဲ့ Bantamweight ခပတ်လူပွဲအဖြစ်ထိုးတက်သွားကြမှာဖြစ်ပါတယ်။သူ့အနေနဲ့တန်စကားတဲ့ပြန်ဝင်လာချင်းပဲခပတ်လူခွင့်ကိုချက်ချင်းရခဲ့တာဖြစ်ပါတယ်။ဒီရဲ့တွဲဆိုင်ကို UFC ကတရားဝင်အတည်ပြုထားတာမျိုးမရှိသေးပေမဲ့ဖိုက်တာ2ယောက်ကအတည်ပြုထားလို့တေချာတလောက်ဖြစ်နေပါပြီ။ Henry Cejudo တယောက်3နှစ်ကြာပွဲဝေးအပြီးမှာစွမ်းဆောင်ရည်ကောင်းတွေကျန်နေသေးလားဆိုတာစောင့်ကြည့်ရမှာပါ။ Aljamain Sterling ကိုလည်း short တွက်ထားလို့တော့မရပါဘူး။ဒီကနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပါပဲကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူအာရှင်ပဲဖြစ်ပါတယ်ကြည့်ရှုအားပေးသွားကြတဲ့ပရိသတ်အယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ပါတယ်အာရှင်ရဲ့ YouTube Channel ကနေမှစိတ်ဝင်စားစရာကောင်းတဲ့ MMA သတင်းအကြောင်းအရာတွေတင်ဆက်ပေးတိုင်းလွဲချော်မသွားအောင်အခုအာရှင်ရဲ့ YouTube Channel လေးကို Subscribe လုပ်ထားနိုင်ပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြပါစို့